မင်္ဂလာပါရှင်မိထက်ဒီနေ့ချက်မဲ့ဟင်းလေးကတော့ခရမ်းကျင်သီးကိုမိထက်ကြိတ်ထားတယ်တွတ်တုံကြီးလေးတွေအကုန်လုံးထည့်ထားတယ်ဆိုတော့လွယ်လွယ်ကူလေးဒါကြီးကစီလေးမှမိထက်ထည့်တယ်နော်နည်းငယ်လေးမှုေးတော့အောင်မိထက်စီတတ်မယ်နော်ဒီကိုနည်းနည်းလေးညှပ်ဒီနေ့ချက်မဲ့ဟင်းကတော့ခရမ်းကျင်သီးစီတတ်ပါမယ်ရှင်ရုပ်သီးခွဲချမ်းခရမ်းကျင်သီးဒီထဲမှာတွတ်တုံကြီးလေးတွေအကုန်လုံးမိထက်စီတတ်ပြီးဒါကတော့ ground beef တက်သားရတယ်ဝက်သားရတယ်မိမိကြိုက်နှစ်တက်တဲ့အသားလေးကိုအသုံးပြုနိုင်ပါတယ်ရှင်ဒါကတော့ပဲပြားလေးပါရှင်ပဲပြားလေးတွေတုံးထားတယ်ဒါကတော့မြုပ်သီးလေးအဆက်လေးမိမိတက်နှစ်တက်တဲ့အရသာလေးနဲ့အဆက်ပုံမှန်လေးထည့်ပါရှင်နော်အောက်ဆုံးမှာနန်းနန်းမင်းလေးအုပ်မယ်နော်ခွေးတော့မိထက်တို့စီတက်လိုက်ပြီနော်စီတက်ကမွေးလာပြီဆိုရင်မိထက် brown beef လေးထည့်လိုက်ပြီနော်ဒီငါပီလေးထည့်ရင်လည်းကောင်းပါလိမ့်ရှင်ထမင်းလေးနဲ့စားရမ်းနိုင်တာပေါ့နော်အေးရတာမဟုတ်ကလေးတွေထည့်မယ်နော်ဒီစားလေးနဲ့အောင်ဆက်ပြီးပြီဆိုရင်ဒီထက်တော့ရတာလေးထည့်မယ်ရတာလေးကတော့တဲ့နေပြငပြန်ရေးဟွန်ဒါရှိဒီခါမုတ်လေးထည့်မယ်နော်ချုံမမသုံးရင်များတယ်ဟွန်ဒါရှိဒီခါမုတ်လေးသုံးလို့ရပါတယ်ဗဂျီတေဘယ်ဒီခါမုတ်လေးသုံးလို့ရတယ်ဗဂျီတေဘယ်ဒီခါမုတ်လေးကောင်းတယ်ဒီနေ့လေးကလွယ်လေးလေးကူရဲမြန်လဲမြန်ဆန်လေးစားလို့လည်းကောင်းပါတယ်နော်ရုပ်သီးကတော့မိမိစိတ်ကြိုက်ထည့်ပေါ့မိထက်နည်းနည်းပဲထည့်ထားတယ်တရားဆက်လို့ပေါ့နော်ရုပ်သီးအမြတ်တအားဆက်တယ်ရှင်မိထက်တို့ရေကြံစီကြံလေးပေါ့နော်ရေကြံစီကြံလေးဖြစ်လာပြီဆိုလို့ရှိရင်တုံးထားတဲ့ပဲပြားလေးတွေထည့်ပါမယ်နော်အရန်ကောင်းပြီးတော့မှုေးနေပါပြီရှင်မိထက်ရဲ့လွယ်ကူနေမြန်နဲ့နင်းလေးရဆိုရင်မှုေးလာပါပြီဒီမိထက်ပဲပြားလေးတွေထည့်လိုက်နော်ပဲပြားလေးတွေကကျင်လည်းရတယ်မကျင်လည်းရတယ်ရှင်မိရဲ့တိုက်နှစ်တက်တဲ့ပုံစံပေါ့နော်ချက်လို့ရပါတယ်ဒါထမင်းမိတ်သေးတဲ့ဟင်းတစ်ဖက်ပါ ground pork ground beef ကြက်သားဝက်သားလေးတွေနဲ့ကိုတိုက်နှစ်တက်တဲ့အသားလေးတွေ ground pork ground beef တွေချက်လို့ရပါတယ်နော်ပြီးရင်မိထက်တို့4မိနစ်လောက်ဖုံးလေးအုပ်ထားမယ်ရှင်ဟင်းလေးက4မိနစ်လောက်ဆိုလို့ရှိရင်မိထက်တို့နောက်ဆုံးမှာနန်းနန်းမင်းလေးအုပ်ပါမယ်ရှင်ဝေါတကယ်ကိုစားကောင်းတယ် ground beef ခရမ်းကျင်သီး spicy အဆက်ကလေးနဲ့ပဲပြားလေးနဲ့ချက်တာအရင်ကောင်းပါတယ်ထမင်းမိန်သေးတဲ့ဟင်းတစ်ခွက်လေးရရှိပါပြီရှင်မိထက်ကိုအားပေးချူကြတဲ့တယောက်ချင်းမိတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်အရှင်မများလွယ်ကူနေမြန်တဲ့ဟင်းချက်ကလေးတွေဟင်းလေးတွေချက်ပြီးတော့စားတောက်နိုင်ကြပါစေလို့မိထက်စတောင်းပေးလိုက်ပါတယ်တတား